နှစ်လဲကုန်ပြီဆိုတော့ကျွန်တော်တို့အဖွဲ့ဟာနှစ်ပတ်တန်ဖျားကိုကုသိုလ်တက်လုပ်တယ်ပေါ့ခင်ဗျာအဲ့ချိန်မှာကုသိုလ်မလုပ်ခင်ကျွန်တော်တို့အောက်မှာမတရားတပုံရိုက်ကြတယ်ပေါ့ဗျာအဲ့ဒါနဲ့တပုံကလက်ပြတာမရိုက်လို့ဆိုပြီးကျွန်တော်တို့ခဏပြန်ရိုက်နေရပါတယ်ခင်ဗျာအဲ့ဒါလည်းအလွဲတွေကတစ်ခုပေါ့ကျွန်တော်တက်တာလေးလည်းပြပါတယ်ဒါပေမဲ့တပုံကမရိုက်ပါဘူးခင်ဗျာအဲ့လိုနဲ့ပဲပုံလေးတော့ရခဲ့တယ်ပေါ့ဗျာကျွန်တော်တော့ဗီဒီယိုရိုက်ထားပါတယ်တပုံရိုက်ပြီးဆိုတော့ကျွန်တော်တို့ဖျားကြောက်မယ်ပေါ့ဗျာပြီးလို့စင်ဖုန်းကြီးကိုတင်ငန်းကတ်မယ်ပေါ့ဗျာပြီးရေစက်ချမယ်မြဝင်မယ်ပေါ့ပြီးကျွန်တော်တို့ဖျားပေါ့ကျွန်တော်တို့ဖွဲ့တက်မှာပေါ့နော်ကောင်းမှုကုသိုလ်လေးတော့ကျွန်တော်တို့လုပ်ကြအောင်ပဲလေဗျာနော်ကျွန်တော်ကတင်ငန်းတွေပါကတ်ပြီးတော့ကျွန်တော်တို့ဒီဖျားပေါ့စားတက်မှာပေါ့နော်ဒီဖျားတော့လူတိုင်းရပ်ဖို့ပြီးသားပါဒါပေမဲ့မရောက်ဘူးတဲ့လူတွေလည်းကြည့်လို့ရအောင်အမှတ်တရနေလဲဗီဒီယိုလေးတစ်ပုဒ်ဖန်တီးလိုက်တာပါဗျာကြည့်ပြီးတဲ့လူလည်းမကြည့်ချင်မကြည့်လို့ရပါတယ်မကြည့်ရသေးတဲ့လူလည်းဘုသူတရတာပေါ့ဗျာကြည့်ချင်လဲကြည့်မကြည့်ချင်လဲနေပေါ့ဗျာအဲ့ဒါကြောင့်လို့စတက်တယ်ပေါ့ဗျာဘေးမှာကြည့်လိုက်တော့ငါးလေးတွေရွှေငါးလေးကြီးပဲအင်းရကန်နဲ့မဆက်ဘူးနော်ဒီကောင်လေးဆိုင်တော့မွေးကျင်တယ်ဒါပေမဲ့မဆက်အောင်ဆိုတော့လေဒီတိုင်းပဲကြည့်လိုက်တာပေါ့ဗျာโอเคအဲ့လိုနဲ့ကျွန်တော်တို့ခီးဆက်ပါဗျာအပေါ်စတက်ပြီးဖျားပေါ်ရောက်တော့လူတွေအရန်ကြက်တယ်ဗျတစ်ခေါက်ဘယ်လိုပြောမလဲအရှိကိုရောက်ဖို့တော်တော်ကြီးကိုဆောက်ရတယ်အဲ့လိုနဲ့ပဲကျွန်တော်တိုးနေပဲဖျားပေါ်ရောက်သွားတယ်ခင်ဗျာဒါပေမဲ့အပေါ်ရောက်တော့ပန်းအောင်ပြေးနေရပဲဖျားကိုဖူးလိုက်ရတယ်ပေါင်းကြည့်ရလဲအရန်လှအဲ့လိုနဲ့ကျွန်တော်လဲစဖီလေးတပုံနှစ်ပုံဆွဲတော့ဗျာကျွန်တော်တော့မလှပါဘူးကျွန်တော်ကောင်မလေးကတော့လှပါတယ်So